ခဏိတိတင်တိထိုက်တဲ့ပါဠိစကားလုံးများအဓိပ္ပာယ်ဖွဲ့ဆိုမှုများကိုလေ့လာကြရအောင်ဒီအသိဉာဏ်တွေကိုမရှိပါကဆရာလေးနောက်ဆက်တွဲအလုပ်ပေးတရားတွေကိုဟောကြားသွားတဲ့အချိန်မှာမတိမှဖြစ်တော့ကြောင်းအခုလိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဆရာလေးကနေ့ဘာတွေတင်ဆက်ပြီးတော့မလဲဆိုတော့ဝိပဿနာအလုပ်ဆိုတာကဉာဏ်အလုပ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဉာဏ်အကြောင်းလေးတွေကိုနည်းနည်းလေးဖော်ပြသွားမှာဖြစ်ပါတယ်အဲ့ဒါမှာပရိညာ၃ပါးဆိုပြီးတော့ရှိတယ်ညာတပရိညာတိရဏပရိညာပဟာနပရိညာဆိုပြီးတော့မှ၃မျိုးရှိပါတယ်ပြီးတော့ဝိပဿနာဘာလို့အားထုတ်လဲပေါ့နောက်တစ်ခုကျတော့ဝိပဿနာကိုဆရာလေးတို့အားထုတ်တယ်ဆိုတာကဒီစိတ်မှာရှိနေတဲ့ကိလေသာတရားတွေကိုလုံးဝပယ်တတ်နိုင်အောင်ကြိုးစားတဲ့အလုပ်ပင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကိလေသာအကြောင်းကိုလည်းဖော်ပြသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့တရားထိုင်တဲ့ချိန်မှာငိုက်မီးတာတို့စိတ်ပြန့်လွင့်တာလို့ခေါ်တဲ့စိတ်တရားအထုတ်တဲ့နေရာမှာအတားအဆီးဖြစ်တဲ့ဒီနိဝရဏတရားဆိုတဲ့တရားကိုလည်းဖော်ပြပြီးသွားမှာဖြစ်ပါတယ်။ကဲဆက်လိုက်ကြရအောင်ဒါဆိုရင်ဖြင့်ကနေ့လီလာမှာကပထမဆုံးအနေနဲ့ပရိညာဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်။အဲစကားလုံးဟာပါဠိဘာသာစကားဖြစ်ပြီးပိုင်းခြား၍သိခြင်းပိုင်းခြားသိသောဉာဏ်လို့အဓိပ္ပာယ်ရပါတယ်။ပရိညာအဖြစ်၃ပါးရှိပါတယ်။အဲ့ဒါက၁ညာတပရိညာသိမှုဖြင့်ပိုင်းခြားသိခြင်း၂တိရဏပရိညာပွားမှုဖြင့်ပိုင်းခြားသိခြင်း၃ပဟာနပရိညာပယ်မှုဖြင့်ပိုင်းခြားသိခြင်းဆိုပြီးတော့မှပရိညာ၃ပါးရှိပါတယ်အခုတစ်ခုချင်းစီကိုလေ့လာကြရအောင်ညာတပရိညာဆိုတာကဘာလဲတိတာထင်ရှားပြီးတော့ယုံနံဓမ္မတို့ကိုအထူးထူးအပြားပြားပိုင်းခြားသိမြင်တတ်သောဉာဏ်လို့ဆိုလိုပါတယ်အဲ့နေရာကိုဆရာလေးတို့ညာတပရိညာနဲ့ဒီခန္ဓာသဘောကိုသိချင်တယ်ဆရာလေးတို့ဘယ်ဉာဏ်တွေကိုဒီအခြေခံဖြစ်တဲ့ဉာဏ်နဲ့ဉာဏ်ပေါ့နော်ဒါကတော့ရုပ်ပဲဒါကတော့နာမ်ပဲဆိုပြီးပိုင်းခြားသိတဲ့ဉာဏ်နောက်တစ်ခုကျတော့အကြောင်းကြောင့်အကျိုးဖြစ်လာတဲ့ဓမ္မတရားတွေပါလားဆိုပြီးတော့ယုံနံဓမ္မကိုပိုင်းခြားသိတာကပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပေါ့နော်ဆိုတော့နာမရူပပရိစေတဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်နှမျိုးတို့သည်ညာတပရိညာဤအစိတ်ပိုင်းများဖြစ်ကြပါတယ်ညာတပရိညာဆိုတာမှာတိတင်တိထိုက်သောသင်္ခါရတရားတို့ကိုကောင်းစွာပိုင်းခြား၍တိတက်သောဉာဏ်ပညာကိုဆိုလိုပါတယ်နာမရူပပရိစေတဉာဏ်သည်နယုံနံတို့ကိုပိုင်းခြားသိမြင်ပြီးပစ္စယပရိက္ခဉာဏ်သည်ထိုယုံနံတို့ဤအကြောင်းအကျိုးဆက်စပ်မှုကိုပိုင်းခြားသိမြင်ပါသည်ဤဉာဏ်နှမျိုးသည်ဝိပဿနာဉာဏ်အတွက်အလွန်အရေးကြီးသောအခြေခံအုတ်မြစ်များပဲဖြစ်ပါတယ်တဲ့။ဘာလို့အခြေခံအုတ်မြစ်ဖြစ်တယ်လို့ပြောလဲဆိုတော့ဆရာလေးတို့ဝိပဿနာရှုတယ်ဆိုတာဒီခန္ဓာရဲ့ဖြစ်ပြီးပြတ်နေတဲ့သဘောတရားကိုလိုက်ပြီးတော့တိပြီးတော့စောင့်ကြည့်တာကိုပဲဝိပဿနာလို့ခေါ်တယ်။ဒီတော့ရုပ်ကိုရုပ်မှမသိနာမ်ကိုလည်းနာမ်မှမသိအရှိတိုင်းမသိတဲ့အချိန်ကျသူ့ရဲ့အပြက်ကိုရှုဖို့ဆိုတာကဒါသဘောမကျဘူးပေါ့နော်။နောက်ပစ္စယပရိက္ခဉာဏ်ကျတော့အကြောင်းအကျိုးဆက်နွယ်မှုပေါ့နော်။နာမ်ပေါ်ပြီးတော့လေချုပ်ပါလား။ရုပ်နှစ်ခုတိုက်ပြီးတော့မှနာမ်ပေါ်ပါလားဆိုတဲ့ဒီအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားလေးဒီပေါ်မှာလည်းဉာဏ်ရှင်းဖို့အရန်အရေးကြီးတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဉာဏ်နှမျိုးသည်ဝိပဿနာဉာဏ်အတွက်အလွန်အရေးကြီးသောအခြေခံအုတ်မြစ်များဖြစ်ပါတယ်ဆိုပြီးဆိုလိုရခြင်းပဲဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကဒီညာတပရိညာနဲ့ရုပ်ကိုရုပ်ပဲနာမ်ကိုနာမ်ပဲလို့သိတဲ့အချိန်ကျတော့ဒီခန္ဓာကိုယ်ငါလို့လည်းမဆွဲတော့ဘူးငါဥစ္စာလို့လည်းမဆွဲတော့ဘူးဘာလို့ဆိုအမှန်တရားကိုသစ္စာတရားကိုသိခွင့်ရတဲ့အတွက်ကြောင့်မလို့ဆရာလေးတို့ရဲ့အမြင်ကြီးရှင်းသွားတဲ့အချိန်ကျတော့ဒိဋ္ဌိဆိုတဲ့မိစ္ဆာဒိဋ္ဌိပေါ့နော်အယူဆလွဲမှားမှုတွေအမြင်ယူဆမှုတွေလုံးဝမရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီညာတပရိညာဟာအလွန်ပဲအရေးကြီးတာဖြစ်ပါတယ်ဒိဋ္ဌိကြောင့်လို့ဆရာလေးနောက်ပတ်စုံမှာတင်ပြပြီးတော့မှဖြစ်ပါတယ်ယခုလောလောဆယ်တော့ဒုတိယပရိညာဖြစ်တဲ့တိရဏပရိညာဆိုတာဘာလဲဆိုတာကိုလေ့လာကြရအောင်တိရဏပရိညာဆိုတာက
တိထားပြီးသောယုတ်နံဓမ္မတို့ကိုလက္ခဏာရေး၃ပါးအနိစ္စဒုက္ခအနတ္တမြင်အောင်ပွားများ၍သိသောဉာဏ်ကိုတိရဏပရိညာလို့ခေါ်ပါတယ်။နံပါတ်3အနေနဲ့ပဟာနပရိညာပဟာနပရိညာကိုမတော်ခင်ခုနတိရဏပရိညာဆိုတာကဆရာလေးတို့ညာတပရိညာမှာယုတ်ကယုတ်ပဲနာကနံပဲတရားတဘောတွေပဲသင်္ခါရတရားတွေပဲလို့ပိုင်ပိုင်ချာချာသိသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒါအတိနဲ့ပဲရှိတဲ့အတွက်ကြောင့်မလို့နိဗ္ဗာန်ကိုမရနိုင်သေးဘူးနိဗ္ဗာန်ကိုရအောင်ဆိုအတိကကိုမျက်စိမိတ်ပြီးတော့ဉာဏ်မျက်စိနဲ့မြင်တဲ့အချိန်ခါကျမှအတိနဲ့အရှိနဲ့ကြိုက်တဲ့အတွက်ကြောင့်မလို့ဒါဆရာလေးတို့ဒီခန္ဓာရဲ့ဖြစ်ပျက်ကိုထင်ထင်ရှားမြင်နိုင်မယ်မြင်တဲ့အတိုင်းလည်းပဲမရချင်တဲ့စိတ်မုန်းတဲ့စိတ်တွေဖြစ်လာမှာပေါ့ဒီခန္ဓာအပေါ်မှာဇွဲလန်းမှုတွေတော်တော်လေးကိုကြွားသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပွားများအားထုတ်ဖို့ရအတွက်လည်းအရင်အရေးကြီးပါတယ်ဒါကြောင့်ဒီတိရဏပရိညာမှာကညာတပရိညာနဲ့ရထားတဲ့အကူအညီကိုအသုံးပြုပြီးတော့မှတိရဏပရိညာမှာထိုင်ပြီးတော့မှဖြစ်ပျက်ရှုပြီးတော့မှဒီခန္ဓာယုံနံဓမ္မတို့ကိုကြည်စမ်းဖြစ်ပြီးပြက်နေတာအနိစ္စပါလားအမြဲဖြစ်ပြီးပြက်ပြီးတော့နှိမ့်ဆက်နေတဲ့အတွက်ကြောင့်မလို့ဒုက္ခပါလားဘလောက်ပဲဒုက္ခဖြစ်ရက်လို့ဆိုရင်တော့ကိုအစိုးမရလောက်အောင်ကိုပြောတာနားမထောင်နိုင်နဲ့အနတ္တသဘောပါလားဆိုပြီးတော့မှဉာဏ်နဲ့လုံးလုံးထင်ထင်ရှားမြင်သိသွားတဲ့အချိန်ကကြတော့တိရဏပရိညာနဲ့ပွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုပွားနိုင်ပြီဆိုခါမှဆရာလေးတို့ကပဟာနပရိညာလို့ခေါ်တဲ့နိဗ္ဗာန်ကိုစိုက်ရောက်နိုင်တဲ့ဉာဏ်လေးဖြစ်လာတာပေါ့နော်ဆိုတော့ပဟာနပရိညာဆိုတာကမလေးတံဖြင့်ဆိုင်ရာကိလေသာတို့ကိုပယ်သက်ခြင်း၌ပိုင်းခြား၍သိသောဉာဏ်ပဲဖြစ်ပါတယ်တဲ့မလေးတံဆိုတဲ့နေရာမှာဆရာလေးကအရိယာနွယ်ဝင်က၄ပါးရှိတာဟုတ်အရိယာကသောတပန်အရိယာရှိတယ်တဒါဂံအရိယာရှိတယ်အနာဂံအရိယာရှိတယ်ပြီးတော့နောက်ဆုံးယဟန္တာအရိယာဆိုပြီးတော့မှအရိယာ၄တန်ရှိပါတယ်သူတို့ကကိလေသာတွေကိုဆိုင်ရာကိလေသာတွေပယ်သက်နိုင်တဲ့အတွက်ကြောင့်မလို့ပဲအငိမ့်တဲ့၄ပုံမှာတစ်ပုံနှစ်ပုံသုံးပုံ၄ပုံစသည်ဖြင့်ပယ်နိုင်တဲ့ကိလေသာပေါ်မူတည်ပြီးတော့မှရသွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပရိညာအကြောင်းကိုတရားနာသူအနေနဲ့လိလာသူအနေနဲ့သိဖို့အတွက်အလွန်အရေးကြီးတယ်လို့ဆရာလေးယူဆမိလို့အခုလိုတင်ဆက်ပေးနေတာဖြစ်ပါတယ်နောက်တစ်ခုကကိလေသာဆရာလေးတို့တရားအထုတ်တယ်ဆိုတာကိုဒီကိလေသာတွေကိုပါနိုင်အောင်လုပ်ပြီးတော့မှပယ်ဖြတ်နိုင်အောင်လုံးဝတတ်နိုင်အောင်ကြိုးစားတဲ့အလုပ်ပင်ဖြစ်ပါတယ်ဒါပေမဲ့ဒီကိလေသာကိုနောက်episode မှာအသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ်အားလုံးဘီရင်ကင်းကကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ